ကဲမင်းတို့ဘောမဖြစ်နေတဲ့စာကားစာအဖွေတွေမင်းတို့ကိုအချိန်တိုင်းလေပတ်ပြီးတော့လိန်ကြီးတယ်ဆိုတဲ့အရာကိုမင်းတို့ရောတိကျရလားတိကျပြီလားအမြင်မှရောရနေပြီလားလို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကလေးလိုလိန်နေတာဖြစ်တယ်အဲ့ဒါတောင်မှမင်းတို့ကစာကားစာပဲဖြစ်နေတဲ့တရားကတော့တကယ်ကိုအောင်အောင်မိတယ်ကဲဘာပြောလဲဆိုတဲ့အရာကိုကျွန်တော်တို့နားထောင်ကြရအောင်နော်ဗီဒီယိုဖိုင်တစ်ခုဖွင့်ပြမယ်နော်ဒီရက်တွေမှာအားလုံးသိတဲ့အတိုင်းပဲဘာလဲအပတ်စဉ်တစ်ကိုအိမ်ပြန်လို့ရပြီဆိုပြီးတော့ဖင်ဝါတဲ့ကောင်တွေကဝါရဖြန့်နေတာနော်ဒါမှကြည့်လိုက်နားထောင်ပါတပ်မတော်နေထုတ်ပြန်တယ်နောက်တာဆိုရင်ဒီအစိုးရနေထုတ်ပြန်တယ်ဒီမှာစစ်မှုထမ်းတာဝန်ပြီးဆုံးလို့သွားလို့သူ့ရဲ့ဝေးရည်ကိုပြန်ဝင်စစ်မှုထမ်းတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒီကသက်ဆိုင်လေးကပြန်သွားဝင်ပြီးတော့အလောက်ကန်နေရာချထားပြီးတော့ချထားပြီးရတယ်မုခါမှာတီစဲအစိုးရအမဲတားဖြစ်ရှင်တယ်ဗောတီစဲအစိုးရဖြစ်သွားပြီလားမင်းတို့ကတီစဲအစိုးရပေးကြလားတင်ကြတယ်ဆိုကုလသမဂ္ဂမှာဘာဖြစ်လို့တီစဲအစိုးရရဲ့ခေါင်းဆောင်မင်းအောင်လှိုင်နာမည်မဟုတ်ကြတာလေ2025မှာထုတ်ပြန်တဲ့စရင်တော့ဟို2020ရဲ့ထုတ်ပြန်တဲ့စရင်မဟုတ်ဘူးဒီ2025မှာထုတ်ပြန်တဲ့စရင်မှာတီစဲအစိုးရမြန်မာနိုင်ငံရဲ့အစိုးရခေါင်းဆောင်နာမည်မှာတမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့စကားလုံးကြီးကိုဘာဖြစ်လို့ကုလသမဂ္ဂထုတ်ပြန်ရတာလဲကိုတီစဲအစိုးရဆိုလို့ရှိရင်ကန့်ကွက်လေဘလူကန့်ကွက်ရဲလေကန့်ကွက်ရဲလားကတီစဲအစိုးရဆိုတဲ့စကားလုံးကိုပြောတာကြော်မျိုးမင်းမရှက်ဘူးလားတားတီစဲအစိုးရဖြစ်ရှင်တယ်ပေါ့ခေါ်ပေးလိုက်ကြပါနော်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေနော်ခေါ်ပေးလိုက်ပါဘာဖြစ်လဲတီစဲအစိုးရ1 2 3တီစဲအစိုးရအဲ့လိုអော်ပေးရပါတနာဖို့လည်းကောင်းတာကွာဒီကောင်တွေဘောရနော်ဒါနေကုလသမဂ္ဂမှာကုလသမဂ္ဂရဲ့စည်ရင်းမာတော်နာမည်လေးတော့ပါမယ်ဆိုရင်ဘယ်လိုနေမလဲမသိအခုလက်ရှိကုလသမဂ္ဂ2025ခုနှစ်မှာထုတ်ပြန်တဲ့စည်ရင်းမာတော်မြန်မာပြည်ရဲ့အစိုးရခေါင်းဆောင်နေရာမှာတမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်မယ်ခွေတာမင်းအောင်နိုင်နာမည်အဖျားလေးတော့မပါဘူးနော်အဲ့ဒါကိုစောက်ရှက်မရှိဒီသေးအစိုးရတဲ့စနားထောင်ကြီးနော်ကျောင်းမရိယာတပ်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုပ်တဲ့ပွဲဆိုတာပထမဆုံးဟာလို့ရှိတယ်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတဲ့နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မတို့စစ်မှုထမ်းကာလပြီးလို့ဆိုပြီးတော့သူတို့မိခင်ချင်းကိုပြန်ပြီးတာဝန်ပြီးဆုံးတဲ့အတွက်သူတို့ဗီဇာစုစီပြန်လို့ရပြီဒီထဲမှာစစ်မှုထမ်းပြီးဆုံးရောကန်ကြီးကြိုင်လာပြီပြီးတော့စီဝါရေးဝင်လုပ်မယ်ဆိုရင်sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ဖို့ခန့်အောင်ပြန်ဖြစ်လာတယ်အဲ့ဒါပြန်မှကြအဲ့တော့ကျွန်တော်တွေးကြည့်တယ်တပ်မတော်မောခါမတွေးကြည့်နဲ့မတွေးကြည့်နဲ့လက်တွေ့ပဲနောက်တွေးကြည့်လို့ရှိရင်ကိုရင်းကပြောသလိုအယူလည်းတွေးလို့ရတယ်ပညာရှိလည်းတွေးလို့ရတယ်လက်တွေ့ရပိုကောင်းတယ်အဲ့တော့အပတ်စဉ်တစ်ကိုပြန်ဝင်ရပြီဆိုရင်နံပါတ်1အပတ်စဉ်တစ်မှာတနိုင်ငံလုံးစစ်မှုထမ်းတပ်သားတွေစုဆောင်းခဲ့တာအင်အားဘယ်နှထောင်အဲ့ဒီအင်အားတွေကသေဝါတာယောဂကြောင့်သေဝါတာဘယ်နှယောက်တိုက်ပွဲမှာသူများပြစ်လို့သေဝါတာဘယ်နှယောက်စစ်တုံးပန်းဘွားရောက်သွားတာဘယ်နှယောက်ခြေတွေလက်တွေပြက်ပြီးတထောင်းစားဖြစ်သွားတာဘယ်နှယောက်ပြန်လဲပြီးတော့ပြန်ခွင့်လက်မှတ်ပေးလိုက်တာဘယ်နှယောက်ဆိုတဲ့စည်ရင်းကိုခါနေတော့ငါတို့ပြည်သူကိုမထောက်ပြန်နဲ့မင်းတို့တတ်မတော်တာအချင်းချင်းထောက်ပြန်ပေးထားတာအဲ့ဒါဆိုရင်တော့မစိုးဘူးဟုတ်တယ်နော်အခုစစ်မှုထမ်းအပတ်စဉ်ဖြစ်မှာလူပေါင်း9000 1000လောက်ရှိမယ်အဲ့1000တဲ့2ယောက်လောက်ကိုမလုပ်တယ်အိမ်ကိုပြန်ခိုင်းပြီးတော့လက်မှတ်လေးပြလိုက်မယ်ကြံတဲ့1000ရှိလို့ရှိရင်9900ကျော်ကပေတဲ့ကောင်ကသေမယ်ဒုက္ခိတဖြစ်တဲ့ကောင်ကဖြစ်မယ်ရန်သူကြီးမှာဘာဖြစ်လဲချီးပုံးထမ်းနေရကောင်ကချီးပုံးထမ်းရမယ်ဆိုရင်အထိပ္ပယ်ရှိလားအဲ့တော့မင်းတို့စစ်သားတွေကိုပြောမယ်ဝါရဖြန့်ခြင်းမင်းတို့လိုခေါင်းထဲမှာချီးပြစ်နေတဲ့စစ်ပွဲတွေတွားဖြန့်သိလားပြည်သူကိုအဲ့လောက်အကွက်နဲ့တတ်မလာနဲ့နော်အပတ်စဉ်တင်အားတင်န်းစိတ်လောက်နဲ့တာဝန်ပြီးဆုံးကြောင်းလက်မှတ်ထုတ်ပေးလိုက်ပြီဘယ်နှယောက်ထုတ်ပေးတာလဲလူဘယ်နှယောက်စားလဲမင်းတို့တင်န်းစခေါ်ခဲ့တာဖန်စီပြီးတော့ခေါ်မဲနိုင်ပြီးတော့ပဲခေါ်နော်လူကိုရောင်းပြီးတော့ပဲခေါ်အပတ်စဉ်တင်န်းမှာလူသားဘယ်နှယောက်လဲနော်စစ်မှုထမ်းအပတ်စဉ်တင်မှာတင်န်းဘယ်လောက်စုခဲ့တယ်ကျွန်တော်တို့ပြီးလို့ချင်းအဲ့ဒီတင်န်းသားတွေကယောဂကြောင့်တေသွားတာဘယ်နှယောက်ရှိတယ်တိုက်ပွဲမှာကြာသွားတာဘယ်နှယောက်ရှိတယ်ပြီးတော့ရန်သူရှိမှာတုံပန်းဖြစ်နေတာဘယ်နှယောက်ရှိတယ်ခြေပြက်လက်ပြက်ပြီးတော့ဒုက္ခိတဖြစ်နေတာဘယ်နှယောက်ရှိတယ်ပြန်လဲပြီးတော့
ဒီစစ်မှုထမ်းတောင်းဝင်ပြီးဆုံးရောက်ထုတ်ပေးလိုက်တာ2ယောက်ဆို2ယောက်3ယောက်ဆို3ယောက်ငါတို့ပြည်သူကိုမကြင်ညာနဲ့နော်မင်းတို့စစ်သားအချင်းချင်းတောင်မှအဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုကြင်ညာပေးထားတာမရတော့ဘူးတိလားမင်းတို့စင်းမမီတော့နော်စင်းမမီတော့စနတော်ကြီး စမှုရတတာ ဒါကိုဆောက်ချက်မရှိတဲ့ကောင်ကလော်ရဲတယ်ကြည့် တမပြီးရင်တမထားတဲ့တိုင်းနဲ့ပြည်တဲ့ခါမှာသူ့ရဲ့တာဝန်ဆက်ထားခြင်းနဲ့ဒါမှမထားခြင်းလို့ပြန်နေမယ်ဆိုလေရော့မင်းပြန်လို့ရပြီ ဆက်ထမ်းခြင်းနဲ့ဆိုတဲ့စကားမပြောနဲ့ဘူးနော်လောလောဆယ်စစ်တပ်ထဲမှာရှိတဲ့အရာရှိဒီတိုင်ရင်မှုအဆင့်ကနေအောက်ခြေအဆင့်အကုန်လုံးကိုမင်းတို့စစ်တမ်းကောက်ရဲလားငါတို့ရဲ့တပ်မတော်ထဲမှာဘယ်သူတွေကပျော်ရွှင်စွာတာဝန်ဆက်ထမ်းခြင်းလဲဒါမှမဟုတ်ရင်ထွက်ခွင့်ရမယ်ဆိုရင်ထွက်ချင်လဲဆိုတဲ့စိတ်ရင်းကိုမင်းတို့ကောက်ရဲတဲ့တတ်သိရှိလားနော်အဲ့ဒါလေးပဲလာခဲ့ငါတို့ PDF ဘက်မှာလာလိုက်ကြမယ်နော်လိုက်ပြမယ်ရှေ့တန်းကိုမထွက်ကလို့စိတ်ကောက်တာထွက်ဖို့မဟုတ်ဘူးနော်တဏှတ်မရလို့စိတ်ကောက်တာရှေ့တန်းသွားကန်ဒီဟိုမှာစေးမှုကိုကပ်ပြီးတော့တွတ်လောက်နေဘာဖြစ်တာလဲမေးလိုက်တော့ရှေ့တန်းကိုလိုက်ချင်လို့နေမကောင်းတဲ့အတွက်စေးမှုရှိကထောက်ခံချက်တောင်းနေတာရှေ့တန်းလိုက်ဖို့နော်သွားပြီးတော့အသေးခံပြီးမင်းတို့ခွေးမျိုးကိုပြစ်ဖို့အတွက်ဒါပေမဲ့မင်းတို့ဘက်မှာရှေ့တန်းထွက်ဖို့တော့မပြောဘူးနော်နောက်တန်းမှာတော့မနေချင်တဲ့ပဲနဲ့ထွက်ချင်တဲ့လူစိတ်ရင်းကောက်ရဲလားလို့ကောက်ခိုင်းတာမဟုတ်တော့ကောက်ရဲလားမေးတာနော်ဒါကြောင့်မို့လို့မင်းတို့တွေကိုငါပြောမယ်အခုဆိုရင်ငါ့ကိုလေအကောင့်တုတွေနဲ့မျိုးစုံမင်းတို့တွေဝိုင်းတိုက်ခိုက်တယ်ငါနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်မှန်တာငါဘာမှမဖြစ်ပါဘူးဆိုတော့ငါပြောတဲ့စကားတွေကိုငါတောင်းဝင်ယူနိုင်တယ်မဟုတ်မမှန်တာတခုမှမရှိဘူးနော်မဟုတ်တာကိုပြောထားရင်ကိုစီမဟုတ်တာပြောထားရင်လာခဲ့ပါအဲ့ဗီဒီယိုဖိုင်မှာယူလာတယ်တခါတည်းစိတ်ခေါ်တယ်တိလားသူများကောင်မဟုတ်တာပြောထားရင်ဓမ္မတိတော်မျိုးမင်းတို့ပြောတဲ့စကားနားထောင်ကြည့်ပါနော် စမှုရပြီးဆုံးကြောင်းလက်မှတ်ရော့ဆုံးရောသူ့မိသားစုစီကိုပြန်လို့ရအောင်ခွင့်ပြုပေးလိုက်ပြီစမှုထားတဲ့ကျွန်တော်ကလည်းလာကလည်းရတယ် လာစားဘယ်လောက်လဲတနေ့နိုင်တိုင်းကျွန်တော်ဆင်းသွားတဲ့၄-၅ရက်အတွင်းမှာစစ်မှုထမ်းတပ်သား6ယောက်အလင်းဝင်လာတယ်လာစားရလာပြီးတော့လာစားဆိုတာပတ်စံမကန်ရဘူးတဲ့နော်လာစားတော့ထွက်တယ်ပြောတယ်ပြီးဘာဘိုးညာဘိုးဘာဘိုးညာဘိုးအကုန်ဖြိုက်တာလက်ထဲပတ်စံတပြားရောက်လာဦးတဲ့ကျွန်တော်တို့စစ်မှုထမ်းအပတ်စဉ်စဝင်တွေကနော်လက်ထဲကိုဒီစစ်တပ်ကပေးတဲ့လာစားဆိုတဲ့ငွေကြက်တပြားမှမရောက်လာဘူးတဲ့စရင်တော့ရောက်လာတယ်ဘာဘိုးတွေဖြတ်တယ်ညာဘိုးတွေဖြတ်တယ်အကုန်မွေးဖြတ်ပြီးတော့စရင်ရောက်လာတယ်နော်ထွက်ပြေးခြင်းတဲ့လူကအကုန်ပြေးတယ်ဒါပေမဲ့စစ်တပ်ထဲမှာပစနဲ့တန်တေရှိတယ်တန်တေဆိုတာကအရင်တည်းကဒီစစ်ခွေးလုံနေတဲ့ကောင်လေးပစဆိုတာအခုမှစစ်မှုထမ်းလာတဲ့ကောင်လေးအဲ့ဒီပစတွေကတော့အကုန်ပြေးခြင်းတယ်တဲ့တန်တေတွေကတော့ပေအောင်တွားညှိမပြေးဘူးအဲ့ကောင်တွေကအသေးခံမဲ့ကောင်လေးတဲ့နော်ဒါကြောင့်မလို့တိုက်ပွဲမှာတန်တေတွေမိလို့ရှိရင်တက်ခွဲပြီးတော့ပုံစံပေးကြပါလို့ဒီနေရာနေတိုက်တွန်းတယ်တော့ဒီဟောဒါဆိုတော့သူတို့ဒီစမှုထားတဲ့နေလုံးမှာနံပါတ်1ကလာတာရတယ်နံပါတ်2ကစမှုထားပြည်စီကြောင်းစာတစ်ခေတ်ရတယ်ပြီးရင်အလောက်ကန်ခွန်လိုက်တစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးအလုပ်ပြန်ရှောင်မယ်ဆိုရင်မဟုတ်စစ်မှုထမ်းပြည်စီကြောင်းစတီပီထိတ်မပြောနဲ့ဟမ်မြန်မာပြည်ကထွက်တဲ့ဒေါက်တာဘွဲကိုယူပြီးတော့အိမ်နီးနားချင်းနိုင်ငံတစ်ခုခုမှာအလုပ်လျှောက်ပြန်မင်းတို့စစ်ခွေးလောက်တဲ့ကတ်ကိုလာမပြောနဲ့နော်အဝေးခွေးလောက်တဲ့ကတ်ကလူမီထွေးတဲ့တွေမထွေးကြိုက်လို့ပြောနော်မြန်မာပြည်ကစစ်မှုထမ်းလာတဲ့မှာကျွန်တော်စတီပီထိတ်ရတယ်ဆိုရင်စောက်ခွက်တွေထွေးကံတင်ကြိုက်တယ်လို့ပြောအကောင်ပြောတာအဲ့ဒီကတ်ကိုလာမပြောနဲ့မြန်မာပြည်ကအခုမင်းတို့စစ်ခွေးအောက်မှာသွားနေတဲ့ဆရာဝန်ဘွဲတစ်ခုကိုယူပြီးတော့အိမ်နီးနားချင်းတိုင်းပြည်တစ်ခုမှာပဲအလုပ်လာလျှောက်ပြမင်းတို့ဘာအလုပ်ရမလဲလို့နော်အဲ့တော့ဘွဲရထားတဲ့ဆရာဝန်တွေကိုစော်ကားတာမဟုတ်ဘူးမြန်မာပြည်သားတွေဖြစ်နေတဲ့ဘဝကိုမျက်စိနဲ့မြင်အောင်ပြောပြတာနော်ဒါဟုတ်ဓမ္မစတွေးထွေးကန်ထိမဲ့စတီပီလေးကိုလာပြီးကြွားနေစောက်ပေါ်ရဓမ္မဟမ်ရာလူတာဝန်တွေကိုအလိုလိုရမဒီခွေးတွေရပါလားဆိုရမျိုးကျွန်တော်မြင်နေဟောအဲ့ဒါဆိုအဲ့ဒီခွေးရရင်မင်းဝင်ပေါ့ကျွန်တော်မင်းသူညဘောင်းပြောင်းမင်းဝင်လို့ရတယ်မင်းခြေကောင်းကြီးလက်ကောင်းကြီးဟာယူဟမ်ဝင်လေစစ်မှုထမ်းတဲ့တဲ့ကိုမင်းပြန်လဲပြီးစီးကြောင်းဘာဖြစ်တယ်အလောက်ကင်တွေခွင့်လန်းတွေရမယ်ဟုတ်လားပြီးစတီပီတိတ်ရမယ်မင်းဝင်ယူလိုက်လေဟမ်ဒါမှမဟုတ်ရင်မင်းစုမျိုးသားချင်းတွေကညီကိုတွေမောင်နှမတွေမရှိဘဲမနေဘူးမင်းတကောင်ခွေးတော့မဟုတ်ဟောတကောင်တွက်တော့မဟုတ်ဘူးဟုတ်တယ်မလားဝင်ပြီးတော့မင်းလှုပ်လိုက်လေဘာမှမလုပ်တာအဲ့ဒါအဖြေပဲကြည့်နော်အဲ့တော့ကြုံလို့ပြောပြတယ်သိလားဒီကောင်ဒီမှာလေစောက်ရှက်ဖို့မရှိဘူးသူတို့လိုစောက်ပိန်းအောင်မိတဲ့လူတွေကိုနော်အဲ့တော့စစ်မှုထမ်းတပ်သားတစ်တွေအိမ်ပြန်ရပြီဆိုတဲ့သတင်းကိုပြည်သူကိုချပြခြင်းနဲ့ဆိုရင်ငါမေးခဲ့တယ်လို့ဘယ်နှယောက်စစ်မှုထမ်းတပ်သားတစ်အပတ်စဉ်တစ်မှာစုခဲ့တာလေအဲ့ဒီရောက်တဲ့ကယောဂကြောင့်ဘယ်နှယောက်ပြေသွားလဲနော်တိုက်ပွဲမှာဘယ်နှယောက်ကြာသွားလဲရန်တုလက်မှာဘယ်နှယောက်ဖမ်းခံထိထားရလဲခြေောက်ပြတ်ဒုက္ခိတဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါအောင်ဆန်းစုကြည်ပုံလိုက်ရောင်းမဲ့ကောင်ဘယ်နှယောက်ဖြစ်သွားပြီလဲဟမ်ပြန်လဲစတီပီလေးထုတ်ပေးလိုက်တာဘယ်နှယောက်လဲနော်အဲ့ဒီစည်ရင်းလေးပါ
ချပြလိုက်ပါတိလားပြရဲတဲ့တတိရှိမို့တိလားဘူးလက်ပြောလိပဲအဲ့ဒါလာပြောတာ